ရွာမှာနေနေတောမှာနေနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ်အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘသူကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မလို့မြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုံဘုံတော့အဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲနော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အစင်မပြေခြင်းကိုအမြဲတမ်းဒိုင်းလက်ခံပြီးတော့နော်အစင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရကောင်းမှတွေးမိသလားဒါကြီးကွာစားဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ကိုယ့်အကိုစိတ်လေးတွေးကြည့်ခုဘုံဘုံပြောတဲ့စကားကိုတခြားတွေးကြည့်နော်ဟုတ်လားလက်သက်တည်းအခါကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့တယ်ဒီခန္ဓာကိုယ်ကြီးကဒုက္ခအလုံးရဲ့နော်တီးရာကြီးပဲမိရာကြီးပဲဒေသနာတစ်ခုမှဆိုရင်မြတ်စွာဘယ်လိုဟောတော့နော်စစ်သားတွေဟိုအပြစ်လက်ကျင့်တဲ့ဒိုင်ခွက်ဆိုတာရှိတယ်ရှင်းတော့မြားပြစ်လက်ကျင့်တဲ့ဓားပေါက်လက်ကျင့်တဲ့ဘယ်ကပြစ်လိုက်တဲ့မြားဖြစ်ဖြစ်ဓားဖြစ်ဖြစ်ပါတော့သူ့သွားဆိုင်တယ်လူတကာအဲ့ဒါကိုပဲဥတီပြီးဘာလုပ်နေတော့ပြစ်နေတယ်ဒီခန္ဓာကိုယ်ကြီးဆိုတာအဲ့ဒါနဲ့တူတယ်လို့အဲ့လိုဟောတာဓာတုတုမကောင်းဘူးဆိုရင်လည်းခံမယ်မတည့်တာစားမိတယ်ဆိုရင်လည်းခံမယ်မကောင်းတဲ့မိတ်ဆွေအပေါင်းအသင်းနှိမ့်ဆက်တယ်ဆိုရင်လည်းခံမယ်နော်မခံနိုင်ပြက်မပြက်နိုင်ခံဝိထုံးစံရှင်းတယ်မပြက်မချင်းဘုံဘုံတို့ခံရမှာမသေးမချင်းခံရမှာမခံနိုင်တဲ့တနေ့ဘာဖြစ်သွားမှာလဲပြက်သွားမှာနော်အဲ့ဒါမလဲဆိုကြီးရဲ့စကားမခံနိုင်ရင်ပြက်မပြက်နိုင်ရင်လည်းခံမပြက်နိုင်နေရင်ခံနေပဲမခံနိုင်တော့ဘူးဟေ့ဆိုရင်ပြက်တယ်ဝတ္တရားရဲ့ထုံးစံမြင်အောင်ကြည့်ရမယ်ခန္ဓာကိုယ်ကြီးဖောက်ပြန်လာပြီဟေ့ဒုက္ခဖြစ်လာပြီဟေ့ဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကုဖို့ကြိုးစားတာပေါ့မလုပ်ရဘူးဆိုတာတော့မဟုတ်ဘူးပေါ့နဲ့ကျမ်းမာရေးကောင်းအောင်တော့ကုအောင်ပေါ့မကုရဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုန်းတော်ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာဖြစ်တာဒါပေမဲ့ခက်တာအကျွတ်တို့ကပြမကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဒုက္ခပေးတဲ့အရာတွေကိုပဲဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြနောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေတယ်မြယောဂဆိုတာဘာလို့တွေ့မှာပဲဒီယောဂနဲ့မတွေ့ရင်ဟိုယောဂတွေ့မှာပဲနားမှာပဲလေသူကပြီးရင်ဘာလို့ရမှာလဲသိရမှာပဲရှောင်လို့ရမလားမရ